ကျွန်တော်တို့ကျောင်းကနေပြီးတော့အိမ်ကိုပြန်လာတဲ့လမ်းတစ်ဝက်မှာရေကန်ကြီးတကန်ရှိပါတယ်ကျွန်တော်တို့ရွာတွေကလူကြီးတွေပြောတာကတော့ဒီရေကန်ကြီးကအရင်တော့တရေတွေရှိပြီးတော့ခဏခဏအဲ့ရေကန်တွေကိုကလေးတွေကိုဆွဲချပြီးတော့ခေါ်သွားတတ်တယ်လို့ကျွန်တော်တို့ကိုပြောပြမှုပါတယ်ကျွန်တော်တို့ကလည်းဒါတွေကိုအစကတော့တကယ်လို့ယုံကြည်ခဲ့ပြီးတော့အဲ့ရေကန်ကြီးနောက်လုံးဝမသွားခဲ့ကြပါဘူးကျွန်တော်တို့ကကလေးတွေပြီးဆက်စုကျင်တဲ့စိတ်တွေစိန်ခေါ်ခြင်းတဲ့စိတ်တွေကြောင့်အဲ့ရေကန်သားမှာကျွန်တော်တို့သွားပြီးတော့ဆော့ခဲ့ကြပါတယ်ဒါပေမဲ့ဘာမှလည်းမကြုံခဲ့ရတယ်လို့ဘာမှလည်းထူးခြားတာမျိုးတွေမတွေ့ခဲ့ရပါဘူးအဲဒါကြောင့်မို့ကျွန်တော်တို့လည်းဒီကန်ကြီးကဘာမှမရှိဘူးလူကြီးတွေကရှောက်ပြီးတော့ပြောနေတာဆိုပြီးကျွန်တော်တို့ကအဲ့လိုမျိုးယုံကြည်ပြီးတော့အမြဲတမ်းသွားဆော့ခဲ့ကြပါတယ်ဒီလိုနဲ့ကျွန်တော် grade 9လောက်ကိုရောက်တဲ့အချိန်မှာကျွန်တော်တငယ်ချင်းနဲ့ကျွန်တော်နဲ့ကျောင်းပြန်ကြလို့ရှိရင်အဲ့နားမှာငါးရီလည်းရှိတော့ငါးသွားများမယ်ဆိုပြီးတော့ကျွန်တော်တို့တိုင်ပင်လိုက်ကြပါတယ်အဲ့နဲ့ကျွန်တော်တို့ညနေလောက်ကြတော့ရေကန်သားမှာသွားပြီးတော့ငါးသွားများကြတာပေါ့အဲ့လိုနဲ့ကျွန်တော်တို့ငါးများနေတဲ့အချိန်မှာဘေးနားမှာတယောက်ကရေခနဲဖြတ်သွားသလိုမျိုးတွေကျွန်တော်တို့မြင်လာရတယ်ဒါပေမဲ့ကျွန်တော်တယောက်တည်းကပဲမြင်နေရဆိုတော့ကျွန်တော်ကိုယ်တိုင်ကအမြင်မှားနေရပဲနေမယ်လို့ထင်မိခဲ့လိုက်တယ်ပြီးတော့အိုင်နားမှာကခြုံနေပါတွေပေါ်တာဆိုတော့အကောင်ပလောင်တွေကလည်းရှောက်သွားလို့ရှိရင်လှုပ်စီဖြစ်သွားတတ်တယ်ဆိုပြီးတော့ကိုယ်စိတ်မှာကိုဒီတိုင်းပဲဖြေဖြောက်လိုက်ပါတယ်ဒီလိုနဲ့ကျွန်တော်တငယ်ချင်းနဲ့ကျွန်တော်နဲ့ငါးများတဲ့အချိန်မှာငါးနှစ်ကောင်ရဲ့တခြားငါးတီးတီးလေးတွေရလာလို့အိမ်ရောက်လို့ရှိရင်တော့ကြော်စားမယ်ဆိုပြီးကျွန်တော်တို့ယူလာခဲ့ကြတယ်ကျွန်တော်တို့ငါးများတာကနည်းနည်းလေးနောက်ကျတာဆိုတော့အိမ်ပြန်တဲ့အချိန်မှာည6နာရီခွဲ9နာရီလောက်ဖြစ်နေပါပြီအားနဲ့ကျွန်တော်တငယ်ချင်းနဲ့ကျွန်တော်လည်းငါးရီထည့်ထားတဲ့ပုံကိုယူပြီးတော့အိမ်ကိုပြန်လာခဲ့ပါတယ်အဲ့လိုနဲ့ကျွန်တော်တို့အိမ်ကိုပြန်လာတဲ့လမ်းတစ်လျှောက်မှာကျွန်တော်တို့အနောက်ကနေပြီးတော့တယောက်ကရိုးတိုက်ဆွဲပြီးတော့လမ်းလျှောက်လာတာကိုကျွန်တော်တငယ်ချင်းကစပြီးကြားလိုက်ရပါတယ်ကျွန်တော်ကတော့အဲ့အတန်ကိုပထမကတော့မကြားရဘူးသူပြောတဲ့ပုံစံအရာဆိုလို့ရှိရင်လူတစ်ယောက်ကချောင်းတစ်ဖက်ကအနာတရားဖြစ်နေလို့တစ်ဖက်တည်းကိုအားပြုပြီးတော့နောက်တစ်ဖက်ကိုတရွတ်တိုက်ဆွဲပြီးရှောက်လာတဲ့အတန်မျိုးပါသူကတော့ကျွန်တော်ကိုဟဲ့အောင်အနောက်ကနေလမ်းကိုတရွတ်တိုက်ပြီးရှောက်ပြီးဆွဲလာတဲ့အတန်ကိုမကြားရလားဆိုပြီးကျွန်တော်ကိုမေးတယ်ကျွန်တော်ကတော့ဘာသာမှမကြားလို့ဟဲ့အောင်ဘာမှတော့မကြားအောင်နော်မင်းစိတ်ထင်တာပဲနေမယ်ဆိုပြီးသူ့ကိုပြန်ပြောခဲ့လိုက်တယ်ဒီလိုနဲ့ဒန်းနဲ့ဆက်လျှောက်သွားတဲ့အချိန်မှာကျွန်တော်လည်းအဲ့လိုမျိုးဒီရွတ်တိုက်ဆွဲလာတဲ့အတန်မျိုးကိုကြားလာရတယ်အဲ့ဒါကျွန်တော်တငယ်ချင်းကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာဒီကောင်ကချွေးစည်းပါပြန်ပြီးတော့တော်တော်လေးကိုကြောက်လန့်နေတဲ့ပုံစံဖြစ်နေပြီအဲ့ဒါကြောင့်မို့ကျွန်တော်လည်းအနောက်မှာတခုခုရှိနေရပဲနေမယ်ဆိုပြီးတော့အနောက်ကိုဖြည်းဖြည်းချင်းလေးလှည့်ကြည့်လိုက်တဲ့အချိန်မှာအရင်မဲကြီးတခုကကျွန်တော်တို့ရဲ့မလန့်မကန့်မှာဖြည်းဖြည်းချင်းလမ်းလျှောက်လာတာကိုကျွန်တော်တို့တွေ့လိုက်ရတယ်အဲ့ဒါကျွန်တော်တော်တော်လေးကိုလန့်သွားပြီးတော့ဟဲ့အမေဘာကြည့်နေရလဲဆိုပြီးကျွန်တော်တို့နှစ်ယောက်လုံးအတကုံထွက်ပြေးခဲ့ကြပါတယ်အိမ်ပြန်ရောက်တဲ့အချိန်မှာငါးလည်းမပါလာတော့ပါဘူးလမ်းမှာငါးရီလည်းပြုတ်ကျပြီးတော့ကြံခဲ့တယ်ဒါပေမဲ့ထူးဆန်းတာတစ်ခုကအဲ့ငါးရီကြံခဲ့ပြီးနောက်ပိုင်းမှာတော့အဲ့ကောင်ကြီးကနောက်ကနေလိုက်လာတာကိုကျွန်တော်တို့မတွေ့ခဲ့ရတော့ပါဘူးကျွန်တော်တို့လည်းအဲ့ဖြစ်ပျက်တွေပြီးရဲ့အချိန်မှာအရင်တော့ကလူကြီးကြီးပြောတဲ့စကားတွေကိုသွားပြီးတော့တတိယနေပါတယ်အဲ့နေရာစပြီးတော့ကျွန်တော်တို့လည်းအဲ့ရေကန်နာကနေဖျက်လျှောက်ပြီးမသွားရဲခဲ့ကြတော့ပါဘူးအခုအချိန်ထိအဲ့ရေကန်နာမှာတရေရှိနေရဆိုတဲ့အကြောင်းအရာကကလေးတွေရဲ့ပါဇက်ထဲမှာအခုချိန်ထိပြောနေကြတော့မှာကျွန်တော်ကဟိုရင်ထဲကတရေဆိုတဲ့အရာတွေကိုမကြောက်တတ်တယ်လို့မျိုးတရေရှိရဆိုတော့လေကျွန်တော်ကမယုံတဲ့သူတယောက်ပါတယောက်ကတရေအကြောင်းပြောလာလို့ရှိရင်တော့မှမင်းစိတ်တွေကထင်လို့ဖြစ်မှာပါကွာဆိုပြီးတော့ပြောတတ်တဲ့သူစားမျိုးပါဒါပေမဲ့အဲ့တရေမကြောက်တဲ့အကြောင်းအရာတွေကကျွန်တော်ကိုတကယ်ယုံကြည်လာဖို့အကြောင်းဖန်လာတဲ့ကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ်အလွန်ခဲ့တဲ့2019လောက်တုန်းကကျွန်တော်ကြုံခဲ့ရတဲ့ကိစ္စလေးပါအဲ့တုန်းကနိုင်ငံရေးကိစ္စတွေလည်းမရှိတော့ကျွန်တော်တို့ညဘက်တွေထွက်တဲ့အချိန်ကအဆင်ပြေနေပါသေးတယ်အဲ့နဲ့ကျွန်တော်တငယ်ချင်းတွေနဲ့ကျွန်တော်တို့19လမ်းမှာည7နာရီခွဲ12နာရီလောက်ထိကိုအရက်တောက်ပြီးတော့ပြန်လာခဲ့ကြပါတယ်ကျွန်တော်တငယ်ချင်းရဲ့သူ့ရဲ့ကောင်မလေးရဲ့ကျွန်တော်တို့3ယောက်က19လမ်းရဲ့ရန်ကုန်စည်းရုံဘက်အချမ်းထီကိုသွားပြီးတော့ကားသွားငှားကြပါတယ်ကျွန်တော်ကတော့စမ်းချောင်းကိုပြန်ရမှာမို့လို့တယောက်တည်းကားငှားတာဖြစ်ပြီးတော့ကျွန်တော်တငယ်ချင်းနဲ့သူ့ကောင်မလေးကအတူတူပြန်ရမှာမို့လို့ဆိုပြီးကားတစ်စီးသက်သက်ငှားကြပါတယ်ဒါပေမဲ့ကျွန်တော်တငယ်ချင်းရဲ့ကောင်မလေးကအရန်ကိုအမူးလွန်ပြီးတော့အန်နေရမို့လို့ကျွန်တော်ကလည်းစောင့်နေပေးခဲ့ပါတယ်ဒီလိုနဲ့ကျွန်တော်တို့စောင့်နေပေးတဲ့အချိန်မှာကျွန်တော်တငယ်ချင်းရဲ့ကောင်မလေးကထပ်ပြီးအန်လာခြင်းတည်းရဲ့ဆိုပြီးပြောတော့ကျွန်တော်တငယ်ချင်းကလည်းသူ့ကိုလမ်းဘေးနားမှာသွားအန်ပေးဖို့အတွက်ကိုလှုပ်ပေးနေခဲ့ပါတယ်ကျွန်တော်ကတော့ကားလမ်းမနားမှာပဲကားကိုလိုက်ပြီးငှားကြည့်နေပါတယ်အဲ့ဒီအချိန်မှာကျွန်တော်ဘေးနားမှာဦးလေးတယောက်ကမတ်တက်လာရက်နေရအောင်ကျွန်တော်သတိထားမိလိုက်တယ်ကျွန်တော်ကလည်းဒီချိန်ဘယ်သူလဲဆိုပြီးကျွန်တော်ဘေးနားကိုတစ်ချက်လောက်ကြည့်လိုက်တာပေါ့အဲ့ဒီအချိန်မှာအဲ့ဦးလေးကြီးဟာ
ကျွန်တော်ဒေါသထွက်နေတဲ့ပုံစံမျိုးနဲ့စိုက်ပြီးတော့ကြည့်နေရပါအပြီးတော့သူ့ရဲ့မျက်လုံးတွေကလည်းညီရဲနေပြီးတော့ချွေးစံတရွှဲရွှဲနဲ့ဖြစ်နေရမို့လို့ကျွန်တော်ကလည်းဒီဘေးကြီးကမူးပြီးတော့ငါ့ကိုအာယုံလာစားနေရပဲနေမယ်ဆိုပြီးစတော့ထင်နေခဲ့ရပါတခုခုကျွန်တော်ကိုရံမူလို့ရှိရင်လည်းပြန်တုံ့ပြန်လို့ရအောင်ကျွန်တော်တငယ်ချင်းကိုလည်းကျွန်တော်လှမ်းကြည့်လိုက်ပါတယ်အဲ့လိုမျိုးလှမ်းကြည့်လိုက်တဲ့အချိန်မှာတိုက်ဆန်ဆန်ပဲကျွန်တော်တငယ်ချင်းကလည်းကျွန်တော်ကိုပြန်ပြီးလှမ်းကြည့်နေပါတယ်သူကြည့်နေတဲ့ပုံစံမျိုးကလည်းဘာလဲဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်လှမ်းကြည့်နေရမို့လို့ကျွန်တော်ကလည်းကျွန်တော်ဘေးနာဦးလေးကိုမင်းငေါပြလိုက်တယ်ဒါပေမဲ့ तू ကတော့သတိမထားမိရဲ့ပုံစံမျိုးနဲ့ပဲသူ့ကောင်မလေးကိုဂရုစိုက်ပြီးတော့လှုပ်ပေးနေတယ်ဦးလေးကိုပြန်ကြည့်ပြီးတော့ဘာလဲဆိုတဲ့ပုံစံမျိုးနဲ့သူ့ကိုမေးကြည့်လိုက်ပါတယ်ဒါပေမဲ့ तू ကကျွန်တော်ကိုဘာမှပြန်မပြောပါဘူးဒီတိုင်းပဲမတက်ရက်ပြီးတော့စူးရဲစိုက်ကြည့်နေရပါအဲ့နဲ့ကျွန်တော်လည်းတော်တော်လေးကိုလန့်လာပြီးတော့ကြောရဲလည်းတဖြည်းဖြည်းစိတ်လာတယ်စက်သိန်းတွေပါတဖြည်းဖြည်းနဲ့ထလာတာမို့လို့တခုခုကဖြစ်နေပြီးမဟုတ်သေးဘူးဆိုပြီးတော့အဲ့လိုမျိုးတွေးနေတဲ့အချိန်မှာကျွန်တော်တငယ်ချင်းကဘေးကနေပြီးတော့ဟဲ့အောင်မင်းတယောက်တည်းဘာတွေဖြစ်နေရလဲဆိုပြီးကျွန်တော်ကိုလာမေးတယ်ကျွန်တော်ကလည်းဘေးနားမှာဟိုဦးလေးရှိသေးရဲ့ထင်ပြီးတော့ဘာမှဖြစ်ပါဘူးဆိုပြီးသူ့ကိုမျက်နှာရိပ်မျက်နှာကပြလိုက်တယ်ဒါပေမဲ့ဟဲ့အောင်မင်းဘာတွေဖြစ်နေရလဲခုနတွေကမင်းကိုကြည့်နေတာတယောက်တည်းဟိုကြည့်လိုက်ဒီကြည့်လိုက်နဲ့ကတုံကရင်နေဖြစ်နေရဘာတွေဖြစ်နေရလဲဆိုပြီးကျွန်တော်မေးပါတယ်သူ့ကိုကြောင်ကြည့်ပြီးတော့ဘေးနားဦးလေးကိုပြန်ကြည့်လိုက်တဲ့အချိန်မှာဦးလေးကမရှိတော့ပါဘူးကျွန်တော်တော်တော်လေးကိုကြောင်သွားတယ်ဘာလို့လဲဆိုတော့ဘေးနားမှာရထားတဲ့ကားဆိုလို့2စီးလောက်ပဲရှိပြီးတော့ညနက်နေပြီမို့လို့ဘယ်သူမှလည်းမရှိနေပါဘူးပတ်ဝန်းကျင်တစ်ခုလုံးကလည်းတော်တော်လေးကိုရှင်းနေပြီးတော့အကယ်၍လူတစ်ယောက်ကကျွန်တော်ဘေးနားမှာရက်ပြီးတော့ထွက်သွားရင်တော့မှအနည်းဆုံးသူ့ကိုတော့မြင်နေရအောင်ပါဒါပေမဲ့အခုကဘယ်သူမှရှိမနေပါဘူးအဲ့ဒါကျွန်တော်လဲမင်းခုနတော့ငါဘေးနားမှာရက်နေတဲ့ဦးလေးတယောက်ကိုမတွေ့ဘူးလားဦးလေးကငါ့ကိုကွန်ရှာမဲ့ပုံစံမျိုးကြီးနဲ့စိုက်ပြီးကြည့်နေတာဆိုပြီးသူ့ကိုပြောပြလိုက်တော့ तू ကနေပြီးဟဲ့အောင်မင်းဘေးနားမှာဘယ်သူမှမရှိနေဘူးမင်းမအောင်မင်းတယောက်တည်းမတက်ရက်ပြီးတော့ဟိုကြီးဒီကြီးလုံနေရဆိုပြီး तू ကကျွန်တော်ကိုပြန်ပြောတယ်ကျွန်တော်လည်းတော်တော်လေးကိုလန့်ပြီးတော့စက်သိန်းတွေပါထသွားတယ်ဟဲ့အောင်မဟုတ်သေးဘူးနော်ခုနတော့ဘဲကြီးတယောက်ကငါ့ကိုစိုက်ပြီးကြည့်နေရဆိုပြီးသူ့ကိုပြောပြတော့အဲ့ဆိုတော့မင်းတရေ6ခံရတာနေပါဆိုပြီး तू ကကျွန်တော်ကိုပြောပြီးတော့စပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့စိတ်ထဲမှာတော့မရည်နိုင်ပါဘူးဘာလို့လဲဆိုတော့ကွက်ကွက်ကွင်းကွင်းကြီးအဲ့လူကြီးရဲ့မျက်နှာကိုမြင်ပြီးတော့သူ့ရဲ့စိုက်ကြည့်နေတဲ့ပုံစံကြီးကကျွန်တော်အခုချိန်ကြီးသတိရနေတော့မှကျွန်တော်လည်းတိုက်စီမြန်မြန်ငှားပြီးတော့အိမ်ကိုပြန်လာခဲ့တယ်ကျွန်တော်လည်းအဲ့နေ့ကစပြီးတော့တရေဆိုတဲ့အရာကိုလက်မခံခြင်းတော့မှလက်ခံလိုက်ရပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့မမြင်ရတဲ့အရာတွေဆိုတာကကျွန်တော်တို့အနားမှာအမြဲတမ်းရှိနေတဲ့လို့ပါဒီဖြစ်ရက်ကကျွန်တော်ရဲ့ကိုရဲနဲ့အာဒီတို့ကည8 နာရီခွဲလောက်ကျူရှင်ကပြန်ပြီးတော့အိမ်ပြန်လာတဲ့နေ့ကဖြစ်ခဲ့တာပါအဲ့ဒီနေ့ကပုံမှန်လိုပဲကျွန်တော်တို့3ယောက်လမ်းလျှောက်လာပြီးပြန်လာကြတဲ့ချိန်ပေါ့အစပိုင်းတော့စကားပြောရင်းရဲရင်မောင်းရင်းနဲ့ပဲပေါ့ပေါ့ပါလမ်းလျှောက်လာကြတာပါဒီလိုနဲ့ရက်ွက်ထဲကလူရှင်းတဲ့လမ်းတစ်ခုကိုရောက်တဲ့အချိန်မှာအာဒီကရုတ်တရက်စကားမပြောတော့ဘဲနဲ့နောက်ကိုခဏခဏလှည့်ကြည့်ပြီးတော့ထူးဆန်းနေပါတယ်ကျွန်တော်တို့ကဘာဖြစ်နေရလဲကွာလို့သူ့ကိုမေးတဲ့အချိန်မှာသူကတော့ဘာမှမဟုတ်ဘူးလို့ပဲကျွန်တော်တို့ကိုပြန်ပြောတယ်ဒါပေမဲ့သူ့ရဲ့မျက်နှာကနည်းနည်းလေးကြောက်နေတဲ့ပုံစံလိုမျိုးတစ်မျိုးကြီးဖြစ်နေတယ်ဒါနဲ့နည်းနည်းလေးဆက်လျှောက်လာတဲ့အချိန်မှာကိုရဲကလည်းနောက်ကိုလှည့်ကြည့်ပြီးမင်းတို့နောက်မှာဘာကောင်လိုက်လာနေရလဲကွာဆိုပြီးတော့ပြောတယ်ကျွန်တော်တို့ကလည်းလှည့်ကြည့်လိုက်တဲ့အချိန်မှာဘူးမှမရှိနေဘူးဟာမင်းတို့အာယုံများနေရလားဆိုပြီးတော့ကျွန်တော်ပြောလိုက်ပေမဲ့စိတ်ထဲမှာတော့တစ်မျိုးကြီးဖြစ်လာတယ်ဒီလိုနဲ့လမ်းဆက်လျှောက်လာရင်းနဲ့အနောက်ကနေခြေတံလိုကြားလာရပါတယ်အဲ့ချိန်မှာကျွန်တော်တို့ကရက်လိုက်ရင်အတန်ကရက်သွားပြီးတော့လမ်းလျှောက်လိုက်လို့ရှိရင်အတန်ကပြန်ပြီးတော့နောက်ကနေလိုက်လာတယ်လို့မျိုးပါအာဒီကတော့မဟုတ်တော့ဘူးကွာငါတို့အမြန်ပြန်ရအောင်ဒီလမ်းကြီးကတစ်မျိုးကြီးပဲလို့ပြောတယ်အားလုံးကလည်းတဖြည်းဖြည်းနဲ့စိတ်မအေးကြတော့ပဲနဲ့လမ်းလျှောက်တော့ကိုမြန်မြန်လေးလျှောက်လိုက်တယ်အိမ်သားနီးလာတော့ကိုရဲကရုတ်တရက်ရက်ပြီးတော့လမ်းမီအောက်ကိုလှမ်းကြည့်နေတယ်ကျွန်တော်ကဟျောင်းဘာကြည့်နေရလဲလို့လှမ်းပြီးတော့ဟိုမှာလူတယောက်ရက်နေရမင်းမမြင်ဘူးလားလို့ပြောတယ်ကျွန်တော်နဲ့အားတွေကြည့်လိုက်တော့ဘယ်သူမှမရှိနေဘူးဟဲ့မင်းမျက်စိကကွဲနေတာလားဘာဖြစ်နေရလဲဆိုပြီးတော့အားတွေကနည်းနည်းစိတ်တူတူလိုပုံစံမျိုးပြောလိုက်တယ်ဒါပေမဲ့ကိုရဲကတော့ငါတကယ်မြင်လိုက်ရတာကွာငါမလိမ်ဘူးလို့ပြောတယ်အဲ့ဒီအချိန်မှာလေတဖြည်းဖြည်းတိုက်လာပြီးတော့ပတ်ဝန်းကျင်တစ်ခုလုံးကအေးဆက်သွားတယ်ကျွန်တော်ကလည်းမြန်မြန်သွားရအောင်ကွာမလူရာရှောက်တွေးမနေနဲ့လို့ပြောပြီးတော့အမြန်ပြန်ခဲ့တယ်နောက်နေ့ကျတော့ဒီအကြောင်းအရာကိုပြန်ပြောကြတဲ့အချိန်မှာအာဒီကမနေ့ညငါတကယ်နောက်ကနေတယောက်လိုက်လာသလိုခံစားရတာလို့ပြောတယ်အဲ့ဒီနေ့ညကဘာတွေဖြစ်ခဲ့လဲဆိုတာကိုတော့ကျွန်တော်တို့3ယောက်လည်းအခုချိန်ထိအဖြေမရှာနိုင်သေးပါဘူးကျွန်တော်တို့မိသားစုလိုက်ပကံအောင်သွားလေတော့ကကြုံခဲ့ရတဲ့အဖြစ်ပြက်လေးပါဖြစ်ပျက်ခဲ့ရတော့တော်တော်လေးကိုကြာပါပြီ
အဲ့တုန်းကကျွန်တော်ရဲ့ကျွန်တော်အမေရဲ့အကိုရဲ့အတော်ရဲ့ပကံကိုသွားကြတာပေါ့ကျွန်တော်တို့ကလည်းဟိုတယ်တစ်ခုကဈေးသက်တာလို့ဆိုပြီးတော့အဲ့ဟိုတယ်မှာပဲကျွန်တော်တို့တဲခဲ့ကြတယ်အဲ့ဟိုတယ်မှာကဆိုင်ကယ်တွေပါလေငှားလို့ရတာဆိုတော့တော်တော်လေးကိုအဆင်ပြေအောင်မို့လို့ကျွန်တော်တို့လည်းအဲ့ဟိုတယ်ကိုရွေးချယ်ပြီးတော့ငှားပြစ်ခဲ့ကြတာပေါ့ဒီလိုနဲ့ညရောက်တော့ဇလန်းကစပါတယ်ကျွန်တော်ကဟိုတယ်မှာရေချိုးပြီးတော့ပြန်ထွက်လာတဲ့အချိန်မှာအကုန်လုံးရေတွေပိတ်မီးတွေပိတ်ပြီးတော့ထွက်လာခဲ့တာပါဒါပေမဲ့ခဏနေကြတော့ကျွန်တော်တို့ခံရနေပြီးတော့ရေဖွင့်တန်တွေရေချိုးနေတဲ့အတန်တွေကိုကြားနေရတယ်ကျွန်တော်ကလည်းအစကတော့ဘေးခန်းကနေပြီးကြားနေရတာလို့ထင်ခဲ့ပေမဲ့ကျွန်တော်အမေကရေချိုးခန်းထဲကိုဝင်သွားတဲ့အချိန်မှာရေပါးကြီးကဖွင့်လာတော့မှစီကံမရှိဘူးဆိုပြီးတော့ကျွန်တော်ကိုလာဆူပါသေးတယ်အဲ့ဒါနဲ့ကျွန်တော်မေ့တာပဲနေမှာပဲဆိုပြီးတော့ထားလိုက်ပါတယ်အဲ့လိုနဲ့ညကြတော့ကျွန်တော်အမေကပင်ပန်းလို့ဆိုပြီးအိတ်နေပြီကျွန်တော်ကတော့ဖုန်းသုံးပြီးတော့ခဏလောက်တော့နေသေးတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့အခန်းတကာကိုတယောက်ယောက်ကလာပြီးခောက်ပါတယ်ပုံမှန်ဆိုလို့ရှိရင်အမေကခြေတံလေးကြားတာတကားခောက်တံကြားတာနဲ့နိုးလာတတ်ပေမဲ့အဲ့ဒီညကတော့အမေကလုံးဝနိုးမလာခဲ့ပါဘူးကျွန်တော်လည်းတော်တော်လေးကိုလန့်ပြီးတော့ဆက်ပြီးနားထောင်နေတဲ့အချိန်မှာကျွန်တော်တို့အခန်းရှိကနေပြီးတော့လူ3-4-5ယောက်ကလမ်းကိုခောက်ထုတ်ခောက်ပြန်ရှောက်လိုက်ပြန်သွားလိုက်အဲ့လိုမျိုးအတန်တွေကိုကျွန်တော်ဆက်ပြီးကြားနေရတယ်ကျွန်တော်လည်းတော်တော်လေးကိုလန့်ပြီးတော့ထားလည်းမကြည့်ရဘူးဘာမှလည်းမလုပ်ရဘူးအဲ့ဒါကြောင့်မို့ဒီတိုင်းပဲအိတ်ရှင်အောင်ဆောင်ပြီးတော့နေလိုက်တယ်အဲ့လိုမျိုးအိတ်ရှင်အောင်ဆောင်နေနေပဲတကယ်အိပ်ပျော်သွားခဲ့ပါတယ်မနေ့ကျတော့ကျွန်တော်အကိုကိုသွားမိရပေါ့ညတော့ကအတော်တို့အပြင်ထွက်ကြသေးလားဆိုပြီးကျွန်တော်ကမေးကြည့်လိုက်တော့ဘယ်သူမှမထွက်ဘူးငါတို့လည်းပင်ပန်းလို့ဆိုပြီးတော့စောအိတ်နေတာဆိုပြီးပြန်ပြောတယ်အဲ့ဒါနဲ့ကျွန်တော်လည်းတော်တော်လေးကိုထူးဆန်းပြီးတော့တခြားဧည့်သည်တွေဖြစ်မှာပဲဆိုပြီးတော့ဒီတိုင်းပဲထားခဲ့လိုက်တယ်ဒီလိုနဲ့နောက်ရက်ကျတော့ကျွန်တော်တို့အမြဲတမ်းညစာထွက်စားနေကြဆိုင်မှာကျွန်တော်တို့ထွက်မစားတော့ဘဲနဲ့ဟိုတယ်မှာပဲစားလိုက်မယ်ဆိုပြီးတော့ကျွန်တော်အကိုရဲ့ဟင်းသွားဝယ်ခဲ့ကြပါတယ်ဘာလို့လဲဆိုတော့တနေ့လုံးလဲလူကြီးတွေကလဲခဲ့တာဆိုတော့တော်တော်လေးကိုပင်ပန်းနေပြီမို့လို့ပါအားနဲ့ကျွန်တော်အကိုရဲ့ဟိုတယ်ကနေဆိုင်ကယ်လေးငှားပြီးတော့ကျွန်တော်တို့စားနေကြဆိုင်မှာသွားပြီးတော့ဟင်းသွားဝယ်ခဲ့ပါတယ်အဲ့လိုနဲ့ကျွန်တော်တို့သွားဝယ်တဲ့အချိန်မှာဟိုတယ်ကဆိုင်ကယ်ပေါ်မှာကျွန်တော်အကိုရဲ့2ယောက်ထဲပါဒါပေမဲ့တခြားလူတွေကတက်ထိုင်ထားသလိုမျိုးဆိုင်ကယ်ကြီးကဣကြနေပြီးတော့တော်တော်လေးကိုဆိုင်ကယ်ကလည်းလေးနေတယ်ပြောရရင်လီဗာဆွဲတဲ့လောက်ကိုဆိုင်ကယ်ကမသွားဘူးဖြစ်နေတာပါအဲ့ဒါကြောင့်မို့ကျွန်တော်ကလည်းဟင်းအောင်ဆိုင်ကယ်ကတော်တော်လေးရနော်တယောက်ယောက်များလိုက်နေရလားမသိဘူးဆိုပြီးကျွန်တော်ကစနောက်ပြီးပြောလိုက်ပါတယ်ကျွန်တော်အကိုကတော့ကျွန်တော်အဲ့လိုမပြောဘူးတားလိုက်ပြီးတော့ဆိုင်မှာသွားပြီးဝယ်ခဲ့ကြပါတယ်ဆိုင်ကနေပြီးတော့ဟင်းတွေဝယ်လာပြီးပြန်အထွက်မှာတော့အချိန်ကြီးတွေကပိုပြီးစိုးလာခဲ့ပါတယ်ငါတို့ဒီမှာပဲရောညအိပ်ရမယ်နဲ့တူရဲဆိုပြီးကျွန်တော်ပောက်ကရထပ်ပြီးတော့ပြောလိုက်မိပါတယ်အဲ့ဒီအချိန်မှာပဲဝေါ်ဆိုပြီးလေတန်ကြီးနဲ့အတူတူကျွန်တော်တို့ဆိုင်ကယ်လည်းမှောက်မလို့ဖြစ်သွားခဲ့တယ်ပြီးတော့ကျွန်တော်အကိုကဟင်းတုပ်တွေပါတွေကိုပြန်ကြိုက်ပြီးတော့ဆိုင်ကယ်ကိုပြန်ဆက်နှိုးကြည့်ရဲ့အချိန်မှာဆိုင်ကယ်ဆက်ကနိုးမလာတော့ပါဘူးအဲ့နဲ့ကျွန်တော်အကိုလည်းဆိုင်ကယ်ကိုဒီတိုင်းပဲတွန်းပြီးတော့ဟိုတယ်ကိုပြန်လာခဲ့လိုက်ရတယ်ဒါပေမဲ့ဆိုင်ကယ်ကိုတွန်းတဲ့အချိန်မှာလည်းဆိုင်ကယ်ကြီးကတော်တော်လေးနေတာပါပြောရရင်အပေါ်မှာတယောက်ယောက်တက်ထိုင်တာလိုမျိုးကြီးဖြစ်နေရပါကျွန်တော်လည်းစိတ်ထဲမှာတော်တော်လေးကိုလက်နေပြီးတော့စက်သိန်းတွေလည်းထနေပါတယ်ကျွန်တော်အကိုလည်းကျွန်တော်လိုပဲဖြစ်နေရဆိုတာကိုနောက်ရက်ကျတော့ပြောပြခဲ့ပါတယ်ဒီလိုနဲ့ကျွန်တော်တို့ဟိုတယ်ကိုရောက်တဲ့အချိန်မှာဟိုတယ်ကလူကိုဆိုင်ကယ်ကပြတ်သွားတယ်အဆင်ပြေရလားမသိဘူးကျွန်တော်တို့တခုခုလုပ်ပေးရမလားလို့မေးပေမဲ့ဆိုင်ကယ်ကငကိုတွေကမကောင်းတာမို့လို့ရပါတယ်သူတို့ပဲပြင်လိုက်ပါမယ်ဆိုပြီးတော့ကျွန်တော်တို့ကိုအဲ့လိုပြောပါတယ်အဲ့လိုနဲ့ကျွန်တော်တို့ညစာရေးပါစားပြီးတော့ကိုခန်းနဲ့ကိုဝင်ပြီးတော့အိတ်နေတဲ့အချိန်မှာညတကောင်လောက်ကြတော့ကျွန်တော်အကိုကတကားလာခောက်ပြီးတော့ကျွန်တော်ကိုပြောပါတယ်ဟေ့မင်းတို့ခန်းကိုတကားလာခောက်သေးလားငါတို့ခန်းကိုတကားလာခောက်နေတာခဏဖြစ်နေပြီဆိုပြီးတော့သူကလာပြောတယ်အဲ့နဲ့ကျွန်တော်ကလည်းအဲ့ဒါကဟိုညတော့ကလည်းငါအဲ့လိုမျိုးပဲကြုံရတာဆိုပြီးသူ့ကိုပြောပြလိုက်တယ်အဲ့နဲ့ကျွန်တော်အမေကလည်းအဲ့ဒီတော့ကျွန်တော်ကြုံခဲ့ရတဲ့အရာတွေကိုအဲ့ကြတော့မှယုံသွားပြီးတော့တညာလုံးဖျားစာကိုဖွင့်ထားခဲ့ပါတယ်ကျွန်တော်အကိုတွေခန်းထဲမှာလည်းကျွန်တော်တော်ကဖျားစာကိုတညာလုံးဖွင့်ထားခဲ့ပြီးဒီလိုနဲ့မနေ့ကျတော့ကျွန်တော်တို့လည်းအဲ့ဟိုတယ်မှာမနေရတော့လို့ဆိုပြီးချက်ချင်းဟိုတယ်ကိုပြောင်းလာခဲ့ရပါတယ်ဒါကတော့ကျွန်တော်ကိုယ်တိုင်ပကံသွားတော့ကြုံခဲ့ရတဲ့ကိုတွေ့ဖြစ်ရလေးပါဟိုတယ်နာမည်ကိုတော့ကျွန်တော်ထည့်ပြီးတော့မပြောပြတော့ပါဘူးအားလုံးပဲမင်္ဂလာပါ Horizon ရှင်မြန်မာနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုကြည့်ရှုနေတဲ့သူတွေအကုန်လုံးကိုကျေးဇူးတင်ကြောင်းတစ်ခုလောက်ပြောချင်လို့ပါဘာလို့လဲဆိုတော့ကျွန်တော်ဒီခု channel ကိုစခဲ့တာတစ်နှစ်တောင်မပြည့်သေးဘူးပေါ့နော်ဒါပေမဲ့ဒီတစ်နှစ်မပြည့်သေးတဲ့အချိန်ကာလအတွင်းမှာကျွန်တော်ဒီဟာကိုဆက်မလုပ်တော့ဘူးဒါကြီးကတမျိုးကြီးပဲငါနဲ့တူတဲ့လူတွေလည်းအဲ့လိုရှိနေရအများကြီးပဲဆိုပြီးတော့ကျွန်တော်အဲ့လိုမျိုးမလုပ်တော့ဘူးဆိုပြီးတော့စိတ်တွေအမျိုးမျိုးဝင်ခဲ့ဒါပေမဲ့
အခုကြည့်ရှုနေတဲ့သူတွေအားလုံးက comment တွေလာမှန်းကြတဲ့ဟာတွေပေါ့နော်အဲ့လိုမျိုးတချို့ကြောက်လဲကျွန်တော်ဒီ message ပေါက်မှာလာပြောကြရပေါ့နော်အဲ့လိုအခု channel လေးနားထောင်ပြီးတော့အိတ်ဖြစ်တယ်ပြင်ကျွန်တော်ဗီဒီယိုလေးတွေကိုစောင့်နေပါတယ်ဆိုတော့တချို့တော့ကောင်းတဲ့ comment လေးတွေအများကြီးကျွန်တော်တွေ့ရတာမို့လို့ကျွန်တော်လုပ်ကြတဲ့အခုဒီအလုပ်တွေအကုန်လုံးကျွန်တော်တန်ဖိုးရှိလာတယ်ခွန်အားတွေပို့ပြီးရှိလာတယ်ပြီးတော့ပို့ပြီးတော့လှုပ်ချင်စိတ်တွေပို့ပြီးတော့ကြိုးစားချင်စိတ်တွေဖြစ်လာတာမို့လို့ကျွန်တော်ကျေးဇူးတင်ချင်တာပါအဲဒါကြောင့်မို့အခုကြည့်နေတဲ့ညီကိုမောင်တော်မတွေအကုန်လုံးဟာကျွန်တော်တစ်ဖက်တစ်လမ်းကနေပြီးတော့စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာရောအကူညီပေးနေတဲ့အတွက်ကြောင့်ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ပြီးတော့နောက်တစ်ခုကကျွန်တော်ကဒီ horror content တွေကိုလုပ်တဲ့အတွက်ကြောင့်ဒီတရေအကြောင်းတွေကိုတချို့တွေကြတော့နားထောင်ပြီးသွားမယ်ဖြစ်ဖြစ်ဒီတရေကားတွေကြည့်ပြီးသွားရမယ်ဖြစ်ဖြစ်စိတ်ထဲမှာခြောက်ချားပြီးတော့ဟိုနေရာမှာတရေရှိလားမသိဘူးဒီနေရာမှာတရေရှိလားမသိဘူးပင်တိုက်ဆိုင်မှုတွေကြုံလာလို့ရှိရင်လည်းဒါတရေချောင်းနေရလားမသိဘူးဆိုပြီးတော့စိတ်ထဲမှာအဲ့လိုမျိုးကြောက်စိတ်တွေခဏခဏဖြစ်လာလေးရှိရပါတော့ဒါကလည်းဒါစိတ်ပညာအရာလည်းဒါဖြစ်လိဖြစ်တာရှိပါတယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာကတော့ကျွန်တော်ရဲ့ channel ကိုလည်း entertainment သဘောမျိုးအနေနဲ့နားထောင်နေဆိုပေမဲ့တော့ညာလဲတခြားကိုယ့်ရဲ့စိတ်ကိုလန်းဆန်းတက်ကြွစေမယ့်အရာတွေလည်းအမြဲတမ်းနားထောင်ပြီးတော့လုပ်ပေးပါဒီတရေဆိုတဲ့အရာထက်ကျွန်တော်တို့တကယ် reality ကအရာတွေကိုပို့ပြီးတော့ရှင်းဆိုင်နိုင်ဖို့ခွန်အားတွေအများကြီးမွေးနိုင်ကြပါစေပြီးတော့ဒီထက်ပို့ပြီးတော့ကောင်းတဲ့ဘဝဒီထက်ပို့ပြီးတော့ကောင်းတဲ့ရလဒ်မျိုးတွေရပြီးတော့အောင်မြင်ကြပါစေကျန်းမာကြပါစေလို့ကျွန်တော်ဒီကနေပဲဆုတောင်းပေးလိုက်ပါတယ်အဲ့တော့ဗီဒီယိုလေးကိုပြန်ပြီးစလိုက်အောင်ခင်ဗျငါနေတဲ့နေရာကိုလည်းနင်းသိတယ်မှတ်လားအဲ့ဒါကကြတော့ငါတို့အိမ်မှာဆိုလို့ရှိရင်ဒီဘေးမှာမိရထားလန်းလည်းရှိတဲ့အခါကျတော့နေလည်းအရင်တော့ရောက်ပြီမယ်လို့ထင်တယ်ငါတို့ငယ်လေးတွေကဒီနေရာမှာကြီးပြင်းခဲ့ရဆိုတော့ရထားလန်းနဲ့ပတ်သက်တဲ့ဒီတရေချောင်းတွေကတော့စုံနေရပဲပေါ့နော်အဲ့လိုမျိုးလူစားလေးတာတွေပြီးကြလို့ရှိရင်ငါတို့အမြဲတမ်းကြားဘူးနေတာတကြံဆိုလို့ရှိရင်လူစားလေးပြီအဲ့တော့ငါတို့လူစားမလဲအောင်လို့ဒီဖုန်းကြီးတွေနဲ့ကမ္မဝါဖက်ကတာမျိုးတွေပါရှိတာပေါ့နော်အဲ့ဒါတွေကငါတို့ငယ်ငယ်လေးတွေကနေပြီးနှစ်တိုင်းကိုကြားလာရတဲ့ကိစ္စတွေလို့ငါတို့ကရိုးအီနေပြီဒါပေမဲ့တကယ်ငါလုံးဝကိုငါတို့ဘေးအိမ်ကအတော်ကြီးဆုံးသွားတဲ့အချိန်မှာငါကြုံတွေ့ခဲ့ရတဲ့ဟာကြဘာလဲဆိုတော့ငါတို့ပေါ့နော်ဘေးအိမ်ကအတော်ကြီးကတော်တော်လေးကိုနာမကျန်းဖြစ်ပြီးမှဆုံးသွားတာပိန်လီပြီးတော့ပေါ့နော်သူဆုံးသွားတဲ့အချိန်မှာဆိုလို့ရှိရင်လည်းဒီရုပ်ရည်အရာကြည့်မယ်ဆိုတော်တော်လေးကိုဆိုးဆိုးရွားဖြစ်နေပြီဟာအဲ့အချိန်မှာငါကဘယ်လိုဖြစ်တာလဲဆိုတော့ဒီအလောင်းအိမ်ကနေပြီးတော့တဲထုတ်သွားတဲ့အချိန်မှာငါတို့ကလေးတွေကလည်းဆက်စုတဲ့အခါကျတော့ငါတို့မောင်နှမတွေကတော့ဝိုင်းပြီးတော့မှအဲ့မှာသွားအုံပြီးတော့ကြည်တာလုံးဝလေသူကအဲ့လိုမျိုးအပေါ်ကအဝိဖြူတွေဘာကြီးလဲအုပ်ထားတာမျိုးမရှိဘူးဒီတိုင်းပဲအဲ့လိုမျိုးတဲထုတ်သွားတာအဲ့တော့ငါတို့ကလေးတွေကလည်းမြင်ပြီးတော့ကြောက်တာပေါ့9 ရက်လေအတင်းမှာဆိုလို့ရှိရင်လူကြီးတွေကလည်းပြောထားတာအဲ့သူ့ရဲ့ဝိညာဉ်ကဒီအိမ်ကိုပဲပြန်လာပြီးတော့တည့်ရလူတွေသူ့မိသားစုဝင်တွေကိုပေါ့နော်နှုတ်ဆက်အောင်မှာဆိုပြီးတော့လူကြီးတွေကလည်းအဲ့လိုမျိုးရှောက်ပြောတာအဲ့တော့ငါတို့ကလေးတွေကလည်းကြောက်တာပေါ့နော်ပြီးတော့ဒီဖက်ရိုက်နေတဲ့လူတွေကလည်းအိမ်ရှိမှအမြဲတမ်းမပြတ်ဘူးဘေးအိမ်ဆိုတော့စီကားနေတာပေါ့အဲ့ထဲမှာဆိုလို့ရှိရင်အော်ရဲလူတွေကလည်းအော်နိုင်တဲ့လူတွေကလည်းပျော်ပေါ့နော်အဲ့တော့ငါတို့ကလေးတွေကလည်းဘူးမသိဘာမသိနဲ့အဲ့လိုမျိုးဘေးအိမ်ကလည်းဖြစ်နေတော့မုတ်တွေကလည်းအမြဲတမ်းကျွေးနေတဲ့အခါကျတော့တွားပြီးတော့မှတော့လည်းညနေတဲ့အချိန်ကြီးကိုအဲ့မှာတွားပြီးတော့တွားကြည့်တာ9 ရက်မြောက်မတိုင်ရင်6 ရက်မြောက်နေ့မှာပဲထူးထူးဆန်းဆန်းနေဖြစ်လာပုံမှန်ဆိုလို့ရှိရင်ငါကပေါ့နော်ဒီဟာကိုမျက်မြင်တာမမြင်လိုက်ရဘူးဆိုလို့ရှိရင်ငါလုံးဝယုံနိုင်မှာမဟုတ်ဘူးပေါ့နော်အဲ့ဒါကဘာလဲဆိုတော့အဲ့ဒီအိမ်မှာရှိတဲ့ဦးလေးကထမင်းပကံအကြီးတဲ့မှာထမင်းနေဟင်းတွေကိုနဲဖက်ပြီးတော့စားနေတာပုံမှန်ပဲထမင်းစားနေတဲ့ဒုတယောက်လိုပဲထင်ပြီးတော့တခြားမိသားစုဝင်တွေရောငါတို့ရှေ့မှာရှိနေတဲ့လူတွေရောတိတ်ပြီးတော့တတိမထားမိခဲ့ဘူးဒါပေမဲ့အဲ့ဒီချိန်မှာပဲအဲ့အိမ်မှာရှိတဲ့အမကြီးတယောက်ကပေါ့နော်သူ့ရဲ့အဖေပေါ့အဖေဘာဖြစ်လို့ထမင်းတို့အဲ့လောက်ထိအများကြီးစားနေရလဲအဖေကလည်းပေါ့နော်ညဘက်ကြီးပေါ့နော်ပြီးတော့တေချာလည်းမစားဘူးပေပွနေရပဲဆိုပြီးတော့ပြောတဲ့အချိန်မှာငါရဲ့ငါမောင်ရဲ့ငါအမရဲ့အဲ့မှာလည်းဘေးပေါက်ဒီဘေးမှာရှိတဲ့တပွဲမှာငါတို့ကလည်းထိုင်ပြီးတော့မုတ်တွေသွားယူပြီးတော့စားမလို့လုပ်နေတဲ့အချိန်အဲ့မှာကြီးမေးတဲ့ခါကျတော့ငါတို့ကလည်းဟာဘာလဲဆိုပြီးတော့သွားပြီးတော့အဲ့လိုမျိုးကြည့်လိုက်တာပေါ့နော်ကို့ဘေးနားမှာပဲလေရှိနေတဲ့ခါကျတော့မျက်စောင်းထိုးလေးမှာပဲမျက်လုံးဒီထောက်နာလေးမှာပဲရှိနေတဲ့ခါကျတော့ငါတို့ကသွားကြည့်လိုက်တာသွားကြည့်လိုက်တဲ့အခါကျတော့ဘာဖြစ်တာလဲဆိုတော့အဲ့ဒီဦးလေးရဲ့ပုံစံကလေမျက်လုံးကကြဲကြဲမျက်လုံးမျက်စံနှက်တဲ့မျက်စံငါတို့ပုံမှန်တာမန်လူရဲ့မျက်စံမဟုတ်ဘူးမျက်စံနှက်တဲ့အနက်ကလည်းအကြီးကြဲကြဲကြီး
ပြီးလဲပြီးတော့ထမင်းနေစားနေတဲ့ပုံစံကလည်းဟာလုံးဝအရန်ကိုစားလောက်မွတ်သိမ့်နေလို့စားနေတဲ့ပုံစံမျိုး तू ကဟိုငါတို့ပုံမှန်တာမန်လူတွေလိုစားနေတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ပါစက်သေးကိုအဲ့လိုပလုတ်ပလောင်းထည့်ပြီးတော့လက်တွေနဲ့အဲ့လိုဖိထည့်နေအဲ့မကြီးပြောတာဟုတ်တယ်ပေါ့တာမန်မဟုတ်ဘူးပေါ့ဆိုပြီးငါတို့ကသွားကြည့်တဲ့အချိန်မှာအဲ့ဦးလေးကြီးကသူ့ရဲ့အတန်လည်းမဟုတ်တော့ဘဲနဲ့အတန်ကြီးပြောင်းပြီးတော့ဘာပြောရလဲဆိုတော့ဟုတ်တယ်ငါထမင်းမစားတာကြာပြီငါဘိုက်စာလို့စားနေရဆိုတော့အတန်ကြီးနဲ့ပြောတာအဲ့ချိန်မှာအဲ့မကြီးကလေထအော်ပြီးတော့လေဟာငါပြောနေတာစက်သိမ်းနေထားတယ်ထအော်ပြီးတော့ဘာဖြစ်လဲဆိုတော့လေဟဲ့ရေမန်းယူခဲ့ကြပါအောင်ရေမန်းပေါ့နော်ဟဲ့ဘသူတွေရှိလဲဆိုပြီးတော့ပြောတဲ့အချိန်မှာငါတို့ကလည်းလန့်သွားပြီးအဲ့နာတော့မကတ်ရဲတော့ဘူးဒါပေမဲ့ဘေးကနေပြီးတော့ငါတို့ကြည်နေတာပေါ့အဲ့ချိန်မှာရှေ့ကဖဲရိုက်တဲ့လူတွေကလည်းပြုံပြီးတော့အိမ်ထဲကိုရောက်လာကြအောင်တိရတက်တဲ့လူတွေကလည်းရောက်လာကြတာပေါ့ရောက်လာတဲ့အချိန်မှာဟာရေမန်းပမာလဲရေမန်းဆိုတော့အဲ့မှရတာအော်ပြီးတော့ပြားရတွေခတ်နေတာအဲ့ထမင်းစားတဲ့ဦးလေးကထမင်းစားရလဲမပြတ်ဘူးအဲ့လိုမျိုးမျက်လုံးကြီးကလည်းပြူးပြူးကြီးနဲ့အဲ့လိုမျိုးဖြစ်တဲ့ချိန်မှာအတော်ကြီးကြောက်ကရေမန်းကြီးလာတော့ဒီမှာရေမန်းဆိုတော့အဲ့ဦးလေးကိုရေမန်းကြီးနဲ့ပတ်လိုက်တဲ့အချိန်မှာအဲ့ဦးလေးကပူရလို့အော်ပြီးတော့လေငါဘိုက်စာလို့ပါဆိုပြီးတော့အဲ့လိုမျိုးကြီးပြောပြီးတော့သမင်းပကံကြီးအောက်ကိုပြုတ်ကျပြီးတော့လေသူ့ရဲ့ထွက်လာတဲ့ရှာအရှိရလေရင်ခေါင်းလောက်ထိရောက်တယ်စဉ်းစားကြည့်လူတယောက်ရဲ့ရှာငါတို့အများဆုံးထုတ်နိုင်မယ်ဆိုလို့ရှိရင်ဟာဒီမေးစီလောက်ပေါ့အကောင်လုံးကကြောက်တဲ့လူတွေကတော့လန့်ပြီးတော့အော်ပြေးကြတာမကြောက်ဘဲနဲ့ဆက်ဆူချင်တဲ့သူတွေကလည်းကြံခဲ့တာအဲ့ချိန်မှာငါတို့ကကြောက်တယ်ဆက်ဆူချင်တယ်ဆိုတော့အဖွဲကအဲ့လိုမျိုးလည်းဖြစ်ကောဘာဖြစ်လဲဆိုတော့ရေမန်းနေနဲ့ပတ်အဲ့လိုမျိုးလို့တော်နဲ့မထွက်ဘူးငါဘိုက်စားလို့ဆိုပြီးအဲ့ပကံကြီးပြုတ်ကြသွားတော့ထမင်းတွေကပြန့်ကျဲသွားတဲ့ဟာအဲ့ထမင်းတွေကိုကောက်ပြီးတော့စားတာပေါ့အဲ့ဒါနဲ့နောက်ဆုံးကျတော့ဘယ်လိုလုပ်လိုက်ရလဲဆိုတော့ဟဲ့သွားပေါ့နော်ဖုန်ကြီးသွားပြင်မအောင်ခေါ်အဲ့လိုလူကြီးကရှုပ်ချက်ခတ်အဲ့ချိန်မှာငါအမေနဲ့ငါဦးလေးရလဲဟဲ့လာနေတို့ဒီနောက်မသွားနဲ့ဆိုတော့အတင်းဆွဲခေါ်တော့ငါတို့ကတော့အဲ့နေရာထိကိုတော့မရောက်လိုက်တော့ဘဲနဲ့ခက်လန်းရပဲလှမ်းပြီးတော့အနီးကမမြင်ရဘဲနဲ့ကြည်နေရအတန်နေနားထောင်နေရတာပေါ့နော်အဲ့ချိန်မှာဖုန်ကြီး၃ပါးရောက်လာပြီးတော့အဲ့လိုဖျားစာကြီးဆိုကြတာပေါ့အဲ့ချိန်မှာအဲ့ဦးလေးရလေအော်တာလေဟာငါမသွားချင်ဘူးငါအဲ့လိုမျိုးငါကငါလည်းလက်မခံနိုင်ဘူးငါထမင်းမစားခဲ့ရတယ်တော်တော်ကြာပြီငါအဲ့လိုမလုပ်ကြပါနဲ့ဆိုပြီးတော့ပြောတာနောက်ဆုံးကျတော့ဘုန်းကြီးတွေကဒီရှိသမျှတရားစာတွေပါရွတ်ဖတ်တဲ့အခါကျတော့နောက်ဆုံးကျတော့ဦးလေးကြီးကနေပြီးတော့ထွက်သွားတယ်အဲ့ဒီဦးလေးကြီးကကြံခဲ့တဲ့ပုံစံမောဟိုက်ပြီးတော့လေလုံးဝအဲ့လိုမျက်ဖြူတွေပါလန်ပြီးတော့ကြံခဲ့တာလူကြီးဆိုတော့ဒီတံကိုတိတ်ပြီးတော့ခံနိုင်ပုံမရဘူးပေါ့နော်အဲ့လိုမျိုးဖြစ်တာအဲ့နောက်နေ့ကျတော့မှငါတို့ပြန်ကြားတာဗာလဲဆိုတော့အဲ့တော်ကြီးရဟဲသူနေမကောင်းဖြစ်တာလည်းတော်တော်ကြာပြီဆိုတော့ तू ကအစားအသောက်ကိုမစားရတာလည်းကြာပြီ तू ကဒီငါတို့ဒီ Ovaltine တို့အဲ့တော့ကတော့ကက်ဆက်ကွစ်ကာတို့ကွစ်ကာအုပ်တို့ပေါ့ဟဲ့အဲ့ဒါတွေကိုပဲသူ့ကိုတိုက်ပြီးတော့ပဲ तू ကနေရတာဒီထမင်းဟင်းကိုမစားခဲ့ရတာတော်တော်ကြာပြီတဲ့အဲ့ဒါကြောင့်မို့လို့အခုလိုမျိုးပေါ့နော် तू ဆုံးသွားတဲ့အချိန်မှာသူ့ရဲ့ဒီအမျိုးသားကိုဝင်ပူးပြီးတော့ပေါ့နော်အဲ့လိုမျိုးထိုင်စားတာပေါ့နော်သူ့သမီးဖြစ်သူကလည်းဒါကိုပြန်ပြီးတော့ပြောပြတာပေါ့ဟဲ့အဲ့ချိန်မှာငါတို့ကအရန်ကြောက်သွားတာပေါ့နော်ဟာဒီလိုမျိုးငါတို့ပုံစံရပြပြောမလို့ရှာကြီးကလည်းအရှိကြီးထွက်လာတော့ပေါ့နော်ငါတို့ပုံမှန်ကြားနေကြတရေဝတ္ထုတွေလိုမျိုးမဟုတ်ဘဲနဲ့ငါတို့မျက်မြင်လုံးဝဒီဟာကြီးကိုမြင်လိုက်ရတာပေါ့ပြီးလဲပြီးတော့ဘာဖြစ်လဲဆိုတော့အဲ့ချိန်မှာငါတို့နက်လီချုံခေါ်တဲ့ကိစ္စကြီးပါလေလောက်ကြအောင်လူကြီးတွေကပေါ့နော်နက်လီချုံခေါ်မယ်ဟိုဒီစုံနေတဲ့လူကတကယ်ကောင်းတဲ့မုံတဲ့နေရာကိုရောက်သွားတာလားဘယ်နေရာရောက်သွားတာလဲဆိုပြီးတော့နက်လီချုံခေါ်ဖို့ကိစ္စကြီးပါလောက်ကြအောင်လောက်လဲကြအောင်ငါတို့ကလည်းဘေးချင်းကက်ရက်ပြီးတော့ငါတို့မိသားစုနဲ့သူတို့မိသားစုဆိုတာကလည်းဟိုဘက်အိမ်ဒီအလှလို့ရင်ဒီဘက်အိမ်ကကူဒီဘက်အိမ်အလှလို့ရင်ဟိုဒီဘက်အိမ်ကကူပေါ့နော်အဲ့လိုမျိုးငါတို့တွေကနေရတဲ့မိသားစုတွေဖြစ်တော့သူတို့အိမ်မှာတခုခုထူးခြားတာဖြစ်ပြီဆိုလဲငါတို့ဘက်ကသွားကူညီပေးနေဆက်ဆူတာမျိုးရှိတာပေါ့ငါတို့ကလေးတွေကတော့ဆက်ဆူတာလူကြီးတွေကကူညီတာပေါ့နော်အဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုတော့နက်လီကျွန်းလည်းခေါ်ဒီနက်လီကျွန်းအမကြီးရပေါ့နော်ဗမာလဲဘလို့ရှိနေလဲဆိုပြီးတော့မေးရောအဲ့တော်ကြီးကသူ့ကိုငိုပြီးတော့ပြောတာသူထမင်းဟင်းအရန်စားကြတာဖြစ်လို့သူ့ကိုထမင်းဟင်းလေးသူကြိုက်တဲ့ဒီဘသားစီပြန်လေးနဲ့ထမင်းလေးနဲ့ဖုန်းကြီးကိုကပ်ပေးပါပြီးတော့သူဒီမှာနေရတဲ့နေရာပေါ့နော်သူ့တဲ့သူ့ကိုရည်စူးပြီးတော့ကျွေးလိုက်တဲ့အရာကုသိုလ်လုပ်ပေးလိုက်တဲ့အရာတွေကသူ့စီကိုမရောက်ဘူးတဲ့အလဲမှာအဲ့လိုမျိုးဖြတ်စားတာတွေအလဲမှာအဲ့လိုမျိုးပေါ့နော်အတင်းမှာသူ့စီကနေအနိုင်ကျင့်ပြီးတော့လူယူစားတောက်တာတွေသူကခံနေရတာတဲ့အဲ့ချိန်မှာခလေးတုန်းကကြတော့ငါတို့ကဟာဘာလဲပေါ့နော်လူလဲမဟုတ်ဘဲနဲ့သူကဘလို့လူယူစားခံရတာလဲဆိုပြီးတော့တိတ်ပြီးတော့အုံနောက်မြင့်နဲ့မတွေးနိုင်ခဲ့ဘူးလူကြီးအခုကြီးလာတဲ့အခါကျတော့မှပဲအော်ဒါတွေကဒီလိုပါလားဆိုတော့ငါတို့ပြန်သိတာပေါ့နော်အဲ့တော့ဆိုအဲ့တော်ကြီးအဲ့လိုမျိုးပြောတာအဲ့ဒါနဲ့သူ့ကိုနောက်ဆုံးလဲကြတော့ပေါ့နော်ဒီနက်လီချုံမေးတဲ့အနီးရပဲဟိုလုံးဝတက်ကြွနားလေဆိုကနေပြီးတော့သူ့ရဲ့နာမည်အတိအကျနဲ့ဒီလိုမျိုးခေါ်ပြီးတော့သူ့ကိုကုသိုလ်လုပ်ပေးရမယ်ဘုန်းကြီးတွေကိုပေါ့နော်အဲ့တော့သူ
စားတဲ့ထမင်းဟင်းကိုဖုန်းကြီးကိုတခြားကပ်ပေးရမယ်ဆိုတဲ့ဟာမျိုးတွေပေါ့နော်အဲ့လိုမျိုးပြောပြတာပြီးတော့အဝတ်စားသူကပြောမှဆိုလို့ရှိရင်ဒီအဝတ်ကလည်းနည်းနည်းစောစောနဲ့သူကဆုံးသွားတာပေါ့နော်ဟိုကျမ်းမာရေးမကောင်းတဲ့အခါကျတော့သူ့ကိုအဲ့လိုမျိုးခန္ဓာကိုယ်ကလည်းပိန်ချုံနေတော့အမြဲတမ်းတန်ရှင်းမလုပ်ပေးကြတော့ဘူးပေါ့နော်အဲ့လိုမျိုးတစ်ပတ်လောက်မှတစ်ခါအဲ့လိုမျိုးတန်ရှင်းလုပ်ပေးတာဆိုတော့သူကအဲ့လိုမျိုးနည်းနည်းစောစောနဲ့ဆုံးသွားတာဆိုတော့သူအဲ့လိုမျိုးသူ့ကိုဆက်ပြားတွေလှူပေးပါအဲ့လိုမျိုးအင်ကြီးတွေထမိန်တွေလှူပေးပါဒီဖုန်းကြီးတင်ကန်းလှူပေးပေါ့နော်သူအဝေစားတွေရအောင်ပေါ့နော်အဲ့လိုမျိုးဆိုပြောပြီးတော့ငိုပြီးတော့တောင်းတာအဖြစ်ပြက်တွေကအရန်ထူးဆန်းတယ်ပြီးတော့ဒီနက်လူချုံမာကြီးဆိုတာကလည်းဟိုးအဝေးရနေပြီးတော့ပေါ့နော်လာတဲ့အခါကျတော့ तू ကဒီလိုမျိုးသစိမ်းတရားရဲ့အကြောင်းကကနနာသိဖို့ဆိုတာမဖြစ်နိုင်ဘူးပေါ့နော်ငါသိလိုက်ရတဲ့အရာကအတော်ကြီးက तू ကပြောမှဆိုလို့ရှိရင်ရုပ်ကဆိုးလိုမျိုးဖြစ်သွားတာတဲ့သူဆုံးသွားပြီးတော့သူ့ကိုအခုလိုမျိုးကုသိုလ်တွေပေးလိုက်တဲ့အခါမှာပေါ့နော်သူကုသိုလ်တွေရတယ်ရုပ်ကစိုးလိုမျိုးဖြစ်သွားတာဘာဖြစ်လို့လဲဆိုတော့သူလူပြန်ဝင်စားဖို့စောင့်နေလို့ပေါ့နော်သူမိသားစုသူစောင့်ရှောက်လို့တော့ရတယ်နက်အဆင့်လည်းမရောက်ဘူးနာနာဘဝအဆင့်မှလည်းမဟုတ်ဘူးလေသူကရုပ်ကစိုးလိုမျိုးဖြစ်သွားပြီးတော့ဗမာရှိနေရလဲဆိုတော့ဟဲငါတို့ဒီယထာလန်းထိတ်မှရှိတဲ့ပိန်းနှင်းသီးပင်ကြီးမှာတဲ့သူကအဲ့လိုမျိုးရုပ်ကစိုးလိုမျိုးစောင့်နေရတယ်အဲ့တော့လေငါကလေအဲ့ဒါကြီးကိုကြားပြီးကြရဘာဖြစ်တာလဲဆိုတော့ကျူရှင်ကပြန်လို့ပိန်းနှဲသီးပင်သားဖြတ်ကပြီဆိုရင်ငါမှကြောတွေချမ်းပြီးတော့မှအဲ့တော်ကြီးကိုမြင်အောင်ပြီးတော့ကြောက်တာဆိုတာလေဒီနေ့ဒီချိန်ထိပဲဒီဟာကတော့ငါတကယ်ကိုခလေးဘဝမှာပဲဟိုမြက်ဝါးထစ်တင်ပေါ့နော်အဲ့လိုကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အဖြစ်ပြက်ပေါ့